ကျွန်တော်တို့ဟာလေကိုယ့်စီမှာမရှိတဲ့အရာတွေအတွက်စိတ်တက်တည်ကြတယ်ငါကြမှာဘာလို့ဒီလိုအဆင်မပြေတဲ့အရာတွေဖြစ်လာနေရပါလဲဆိုပြီးဒေါသတွေဖြစ်ရတယ်တခါတလေကြာရင်လေကိုယ့်ခြေလမ်းတွေကိုမကြည့်မိပဲသူများရဲ့ခြေလမ်းတွေကိုပဲလိုက်ကြည့်နေမိတဲ့အခါခလုတ်တိုက်တာတွေချော်လဲတာတွေဖြစ်တော့မှာပေါ့ကိုယ့်ခြေလမ်းတွေပေါ်မှာတတိထားမှုမရှိဘူးကိုသူများတွေနဲ့ပဲလိုက်ပြီးနှိုင်းရှင်နေတာတွေကိုလုံးမိနေတယ်အဲ့ဒါကြောင့်ကိုထင်သလောက်ကိုသွားတဲ့လမ်းကြီးတစ်ခုဟာမအောင်မြင်တော့ဘူးပေါ့တကယ်တော့လေကိုဘွားနဲ့သူများဘွားဘလို့မှမတူညီနိုင်ပါဘူးသူကသူပါပဲကိုကကိုပါပဲကိုရဲ့ဖြစ်တည်မှုတွေလုံနိုင်စွမ်းတွေကိုတခြားသူတွေနဲ့နှိုင်းယှဉ်နေတာတွေကိုလျှော့ချလိုက်မယ်ဆိုရင်ပို့ပြီးတော့ပျော်ရွှင်လာနိုင်မှာပါအဓိကကကိုခြေလမ်းတွေကိုကိုပဲဂရုစိုက်နေဖို့ပါပဲကိုပျော်ရွှင်မှုကိုကြည်တက်ဖို့ပဲလိုတာပါအဲ့ဒါကြောင့်ကိုသူများနဲ့နှိုင်းယှဉ်နေတာတွေကိုရှက်လိုက်ပါရှင်